ကျွန်တော်နိုင်ငံမှာပြည်သူ့ကာကွယ်တပ်ဆိုတဲ့အမည်ပါဝင်တဲ့လက်နက်ကင်တပ်ဖွဲ့များစွာရှိပါတယ်။အဲ့ဒီထဲမှာမှအမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်ရုံးတပ်ဖြစ်တဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF ကတော့အင်အားကြီးဆုံးပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်ပါတယ်။ဒီနေ့ပိုင်းမှာတော့ပြည်သူ့ကာကွယ်ရေးတပ်တွေထဲကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အကြောင်းကိုလေ့လာတော့ကြမှာပါ။အလုံးသိကြတဲ့အတိုင်း2021ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကနေမှာစစ်ကောင်ဆောင်တွေကနိုင်ငံတော်အာဏာသိမ်းမှုကိုကျူးလွန်ခဲ့ကြပြီးရပ်ပိုင်းကြာမှာပဲတနိုင်ငံလုံးအနှံ့ဆန့်ကျင်ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ဒီလိုလူထုဆန္ဒပြမှုတွေကိုလည်းလက်နက်ကိုင်ပစ်ခတ်နှိမ်နင်းခဲ့ပြီးဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့သူတွေကိုဖမ်းဆီးတာရိုက်နှက်နှိပ်စက်တာတွေအပြင်တပ်ဖြတ်တာတွေထိလုပ်လာတဲ့အချိန်မှာတော့အကြမ်းမဖက်ဆန္ဒပြမှုတွေဟာခုခံဆန္ဒပြမှုအတွင်ပြောင်းတော့ခဲ့ပါတယ်။အာဏာသိမ်းတဲ့စင်ကာလမှာပြည်ထောင်စုလွှတ်တော်ကိုစားပြုနိုင်ဖို့အတွက်ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH က2021ခုနှစ်မတ်လ3ရက်နေ့မှာအာဏာသိမ်းစစ်အုပ်စုကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခဲ့ပြီးမတ်လ14ရက်နေ့မှာတော့အကြမ်းဖက်ခံနေရတဲ့ပြည်သူလူထုအနေနဲ့မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ရှိကြောင်းကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကနေစတင်ပြီးမြန်မာနိုင်ငံနေရာဒေသအသီးသီးကပြည်သူတွေဟာရက်ကွက်အလိုက်ကြေးရွာအလိုက်မြို့နယ်အလိုက်စသဖြင့်ရက်ရွာအခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေကိုအသီးသီးဖွဲ့စည်းခဲ့ကြပါတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေဟာဂျင်ကလိလောက်လေးကွာဗျောက်အိုအငွေ့ပြောက်မီးရှူးပြောက်မီးပန်းပြောက်စားတဲ့အရာတွေနဲ့ဆန္ဒပြလူထုကိုလာရောက်ဖြိုခွင်းတဲ့လက်နက်ကင်တပ်တွေကိုတံပြန်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့တစ်ဖက်ကဖြိုခွင်းသူတွေဟာလက်နက်ကင်တပ်သားတွေဖြစ်နေတဲ့အကြောင်းရေရှည်မခုခံနိုင်ခဲ့ပါဘူး။အဲ့ဒီလိုနဲ့ပဲလက်နက်ကင်စစ်အုပ်စုကိုလက်နက်နဲ့ပဲဖြုတ်ချမှရမယ်ဆိုတဲ့အယူဆဟာပုံမအားကောင်းလာခဲ့ပြီးဒေသအသီးသီးကလူငယ်အတော်များများဟာတိုင်းသားလက်နက်ကင်တပ်တွေစီတွားရောက်ပြီးစစ်တင်တန်းတက်ခဲ့ကြပါတော့တယ်။အဲ့ဒီကာလမှာပဲတချို့ဒေသကပြည်သူ့ကာကွယ်ရေးတပ်တွေဟာလက်လုံတူမီတပ်နက်တွေအသုံးပြုပြီးလက်နက်ကင်တပ်ပွဲငယ်တွေကိုစတင်ဆင်နွှဲနေခဲ့ပါပြီ။ဧပြီလ16ရက်နေ့အရောက်မှာတော့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီရဲ့အဆိုတင်သွင်းချက်အရအမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီရဲ့အတည်ပြုချက်နဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့အစိုးရကိုဖွဲ့စည်းခဲ့ပြီးဒေသအသီးသီးမှာလည်းဒေသအခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေပေါ်များလာခဲ့သလိုတိုင်းသားလက်နက်ကိုင်တပ်တွေစီမှာလည်းတောခိုလာရဲ့လူအရေးအတွက်ဟာတဖြည်းဖြည်းများပြားလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနကဒေသအသီးသီးကကာကွယ်ရေးတပ်တွေနဲ့တိုင်းသားလက်နက်ကိုင်တပ်တွေစီစစ်တင်တန်းတက်ရောက်နေတဲ့အင်အားစုတွေကိုစုစည်းနိုင်တဲ့လောက်စုစည်းခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကြီးညာချက်အမှတ်1/2021နဲ့အတူ2021ခုနှစ်မေလ9ရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို Federal ပြည်ထောင်စုတပ်မတော်ရဲ့ရှေ့ပြေးအနေနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။စတင်ဖွဲ့စည်းခြင်းမှာတော့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေစီမှာတင်တက်နေတဲ့တပ်တချို့နဲ့မြေပြန့်ဒေသကတပ်အနေငယ်တို့နဲ့ဖွဲ့စည်းခဲ့ရပြီးဒေသအခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့အတော်များများကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမဝင်ရောက်ခဲ့ပါဘူး။အဲဒါကြောင့်ပဲပြည်သူ့ကာကွယ်ရေးတပ်မတော်စတင်ချိန်မှာစစ်တီအင်အားဟာတောင်းကနန်းအထိတော့မရှိခဲ့ပါဘူး။ဒါကြောင့်ပြည်သူ့ကာကွယ်တပ်မတော်ကိုစစ်အင်အားတိုးချဲ့ပြီးပြည်သူကိုကာကွယ်နိုင်မဲ့တပ်မတော်တည်းဖြစ်လာနိုင်စေဖို့အတွက်ကာကွယ်ရေးဝန်ကြီးဌာနကမြောက်ပိုင်းတိုင်းတောင်ပိုင်းတိုင်းအရှေ့ပိုင်းတိုင်းအနောက်ပိုင်းတိုင်းနဲ့အလယ်ပိုင်းတိုင်းဆိုတဲ့စစ်တိုင်း၅ခုကိုတက်မှတ်ခဲ့ပြီးစစ်တိုင်းဖြစ်မြောက်ရေးကော်မတီတွေကိုဖွဲ့စည်းခဲ့ပါတယ်။စစ်တိုင်းဖြစ်မြောက်ရေးကော်မတီတွေကပြည်သူ့ကာကွယ်တပ်မတော်စစ်ဖွဲ့ရေးအတွက်အင်အားစုဆောင်တာစီယုံစုစည်းတာနဲ့ထောက်ပံ့တာတွေလှုပ်ဆောင်ခဲ့ပြီးပြည်သူ့ကာကွယ်တပ်မတော်ကိုတည်ဆောက်ခဲ့ကြပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့အနောက်ပိုင်းဒေသတွေဟာမူလကတည်းကဒေသခံတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စုံမှုနယ်မြေတွေဖြစ်ပြီးအဲ့ဒီဒေသမှာစစ်တိုင်းဖော်ဆောင်ဖို့ဆိုတာအလွန်ခဲယဉ်းတာကြောင့်စစ်တိုင်းတွေကိုမြောက်ပိုင်းတိုင်းအလယ်ပိုင်းတိုင်းနဲ့တောင်ပိုင်းတိုင်းအဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့စစ်တိုင်းကြီးတွေအစားစစ်ဒေသဖွဲ့စည်းဖို့အတွက်ပြင်ဆင်ခဲ့ပြီးစစ်ဒေသ၃ခုကိုဖွဲ့စည်းခဲ့ပါတယ်။ကချင်ပြည်နယ်၊စကိုင်းတိုင်း၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မကွေးတိုင်းနဲ့မန္တလေးတိုင်းတို့ကိုတော့အမှတ်၁စစ်ဒေသအဖြစ်သတ်မှတ်ခဲ့ပြီးနေပြည်တော်အနီးတစ်ဝိုက်နဲ့ဆက်ဆက်နေတဲ့ဒေသတွေကိုတော့အမှတ်3စစ်ဒေသအဖြစ်သတ်မှတ်ခဲ့ပါတယ်။ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတို့ကိုတော့အမှတ်2စစ်ဒေသအဖြစ်သတ်မှတ်ခဲ့ပြီးအမှတ်3စစ်ဒေသနဲ့ပေါင်းစည်းကတောင်ပိုင်းတိုင်းစစ်ဒေသအဖြစ်စုဖွဲ့ခဲ့ပါတယ်။စစ်ဒေသတွေကိုပြည်သူ့ကာကွယ်တပ်မတော်ရဲ့မဟာမိတ်ဖြစ်တဲ့တိုင်းသားလက်နက်ကိုင်တပ်အသီးသီးကစစ်ဘက်အရာရှိကြီးတွေဦးဆောင်တဲ့ကုကဲရေးအဖွဲ့တွေနဲ့ဦးဆောင်ကုကဲပေးခဲ့ကြပြီး C3C, J2C နဲ့ GOC စတဲ့ကော်မတီတွေကုကဲရေးအဖွဲ့တွေကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်။2023ခုနှစ်မှာတော့ပြည်သူ့ကာကွယ်တပ်မတော်ရဲ့အင်အားဟာလည်းပုံမှန်များပြားလာခဲ့သလိုပြည်သူ့ကာကွယ်တပ်မတော်ကဖွဲ့စည်းပေးထားတဲ့တပ်ရင်တွေအပြင်ပြည်သူ့ကာကွယ်တပ်မတော်ထဲလာရောက်ပူးပေါင်းကြတဲ့စစ်ကြောင်းများစွာရှိလာခဲ့ပြီးတပ်ရင်နဲ့စစ်ကြောင်းပေါင်း300ကျော်ရှိလာခဲ့ပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်ကအင်အားကြီးထွားလာသလိုပဲဒေသအသီးသီးကအခြားသောပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းအသီးသီးဟာလည်းဒေသတွင်းမှာအင်အားကြီးထွားလာခဲ့ပြီးတော်လိုင်းအချိန်ကြာမြင့်လာတာနဲ့အမျှအဖွဲ့အစည်းတွေရဲ့ကွဲပြားတဲ့မူဝါဒတွေအကြောင်းမှာပြည်သူတွေအနေနဲ့နေရထိုင်ရပုံမှုကျက်တည်လာခဲ့ပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်ရဲ့လက်အောက်ခံစစ်ကြောင်းတွေထဲကတချို့စစ်ကြောင်းတွေဟာလည်းရခင်ကအတိုင်းမိမိဘာသာရပ်တည်တဲ့ပုံစံတွေဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးတပ်တွေကွဲပြားနေမှုကိုမထိန်သိမ်းနိုင်ရင်နိုင်ငံဟာလုံးဝအုပ်တုံပျက်စီးသွားနိုင်ခြင်းများပါတယ်။ဒါအပြင်ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေအကြားဝေဖန်မှုတွေအထင်မြင်လွဲမှားမှုတွေလည်းများပြားလာခဲ့ပါတယ်။အဲ့ဒီလိုအဆရှိတဲ့အကြောင်းကြောင့်ပဲအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တနိုင်ငံလုံးအနှံ့ပြန့်ကျဲနေတဲ့တပ်တွေကိုကာကွယ်ဝင်ကြီးဌာနရဲ့ကုကဲမှုကွင်းဆက်အောက်ထဲစုစည်းနိုင်ဖို့အတွက်
2024ခုနှစ်နဲ့2025ခုနှစ်အတွင်းမှာလှုပ်ရှားကြိုးပမ်းခဲ့ပါတယ်။ဂျိုးပန်မှုရဲ့ရလဒ်အနေနဲ့ကတော့တပ်ဖွဲ့အချို့ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖတွေဖြစ်ပုံမှုစုစည်းဖွဲ့စည်းနိုင်ခဲ့ပြီးတပ်ဖွဲ့အချို့ကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ထဲထည့်သွင်းနိုင်ခဲ့ပါတယ်။ဂျိုးပန်မှုရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့တော်လိုင်းရဲဘော်အချို့ကတပ်မတော်စီလက်နက်ချသွားခဲ့ပြီးတချို့တပ်တွေကလည်းပြိုကွဲသွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုလည်းပြုပြင်ပြောင်းလဲခဲ့ပြီးတပ်ရင်အင်ကာရနဲ့ပြည်စုံတဲ့တပ်ရင်ပေါင်း360ကျော်နဲ့ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ကျေပြန့်လုံးမီအလုံးမတွင်တဲ့စစ်ဒေတာတွေနဲ့စစ်ဒေတာကုတ်ကဲရေးအဖွဲ့တွေကိုဖျက်သိမ်းခဲ့ပြီးဓာတ်ရိုက်ထင်းချိုးထားနိုင်ပြီးအမှန်တကယ်လုပ်ငန်းလည်ပတ်နိုင်မဲ့တိုင်းစစ်ဌာန10ခုကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။တပ်တွင်ပြဿနာတွေဖြစ်ပြီးတပ်ပြိုကွဲလူနီနီဖြစ်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အထူးလှုပ်ရှားတပ်မှဖြစ်လာခဲ့ပါတယ်။ဒီနေ့ထဲမှာလည်းအညာဒေတာတွေကတော်လိုင်းကောင်းဆောင်တချို့ကိုပြန်ပြီးဆွဲပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်တွေဒါမှမဟုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်လာအောင်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာတော့ကာကွယ်ရေးဝန်ကြီးဌာနကသတ်မှတ်ထားတဲ့စစ်စင်ရေးနယ်မြေအတွင်းမှာတိုင်းစစ်ဌာန10ခုနဲ့အထူးလှုပ်ရှားတပ်မှတစ်ခုကိုဖွဲ့စည်းထားပါတယ်။တိုင်းစစ်ဌာန10ခုကတော့တိုင်းစစ်ဌာနစကိုင်း၊တိုင်းစစ်ဌာနမန္တလေး၊တိုင်းစစ်ဌာနမကွေး၊တိုင်းစစ်ဌာနနေပြည်တော်၊တိုင်းစစ်ဌာနရှမ်းတောင်ကရင်နီ၊တိုင်းစစ်ဌာနပဲခူး၊တိုင်းစစ်ဌာနရန်ကုန်၊တိုင်းစစ်ဌာနအေရဝတီ၊တိုင်းစစ်ဌာနအထူးနဲ့တိုင်းစစ်ဌာနတနင်္သာရီတို့ပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာမှအထူးတိုင်းစစ်ဌာနဆိုတာမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဒေသတွေကိုအခြေပြုဖွဲ့စည်းထားတဲ့တိုင်းစစ်ဌာနဖြစ်ပါတယ်။အထူးလှုပ်ရှားသမားဖြစ်တဲ့ MD1 PDF ကတော့မန္တလေးတိုင်းဒေသကြီးမြောက်ဘက်ပိုင်းနဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာအခြေစိုက်လှုပ်ရှားပါတယ်။တိုင်းစစ်ဌာနတွေရဲ့ကိုယ်ကဲမှုအောက်မှာတော့ခရိုင်စစ်ဌာနတွေပြုဟာတွေနဲ့တိုင်းစစ်ဌာနလက်ရုံးတရင်တွေရှိပါတယ်။တိုင်းစစ်ဌာနတစ်ခုမှာအနည်းဆုံးခရိုင်စစ်ဌာနနဲ့ပြုဟာ9ခုရှိပြီးအများဆုံး17ခုအထိရှိနိုင်ပါတယ်။ခရိုင်စစ်ဌာနတွေနဲ့ပြုဟာတွေရဲ့ကိုယ်ကဲမှုအောက်မှာတော့တရင်3ရင်ကနေတရင်9ရင်အထိရှိတတ်ပါတယ်။တိုင်းစစ်ဌာနတစ်ခုနဲ့တစ်ခုမှာရှိတဲ့တပ်ရင်တပ်ဖွဲ့အရေးတို့ဟာမတူညီပဲတချို့တိုင်းစစ်ဌာနတွေမှာတော့အထူးလှုပ်ရှားတပ်ရင်ကြီးတွေပါဖွဲ့စည်းထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာပြုပြင်ပြောင်းလဲမှုအခြေချင်းလှုပ်ဆောင်ခဲ့ရတာကြောင့်တပ်ရင်တွေမှာလည်းတူညီတဲ့တပ်ရင်အမှတ်ပုံစံရဲလို့မရှိပဲ9နဲ့9 803 803 P2 9901 P2 9902 P3 1105 P3 1107 3831 3832နဲ့စသဖြင့်တပ်ရင်အမှတ်ပုံစံမျိုးတာရှိပါတယ်။ခရိုင်စစ်ဌာနကုတ်ကဲမှုအောက်မှာရှိတဲ့တပ်ရင်တွေကတော့ကွက်လက်ခရိုင်အမှတ်1တပ်ရင်ကွက်လက်ခရိုင်အမှတ်2တပ်ရင်စသဖြင့်တာအသုံးပြုရရှိပါတယ်။တိုင်းစစ်ဌာနခရိုင်စစ်ဌာနကုတ်ကဲမှုအောက်ကခြေလင်းချင်းများတပ်ရင်တွေအပြင်စစ်ရုံချုပ်ကတိုက်ရိုက်ကုတ်ကဲတဲ့အထူးလှုပ်ရှားတပ်ရင်ကြီးတွေစစ်တပ်ဖွဲ့ဒရုန်းတပ်ဖွဲ့နဲ့လက်နက်ကြီးတပ်ဖွဲ့တွေလည်းရှိပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်ရင်ဖွဲ့စည်းမှုပုံစံမှာတော့တပ်ရင်တင်းရင်မှာအနည်းဆုံးတပ်ခွဲ3ခွဲရှိပြီးတပ်ခွဲတစ်ခွဲမှာတပ်စု3စုနဲ့တပ်စု1စုမှာတပ်ချက်ကြီး2ဦးဒုတပ်ချက်2ဦးနဲ့တပ်သား8ဦးပါဝင်တဲ့တပ်စိတ်3စိတ်ရှိပါတယ်။တချို့တပ်ရင်တွေမှာတော့တပ်ခွဲ9ခွဲအထိဖွဲ့စည်းထားတာလေးလည်းရှိပါတယ်။အဲဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်တင်းရင်မှာအနည်းဆုံးစစ်တီအင်အား250ဝန်းကျင်ကနေ450ထိရှိတတ်ပါတယ်။အထူးလှုပ်ရှားတပ်ရင်ကြီးတွေမှာတော့တပ်ရင်ကြီးတွေဖြစ်တဲ့အလျောက်တပ်ရင်တင်းရင်မှာအင်အား1000နီးပါးရှိတတ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရပြည်သူ့ကာကွယ်ရေးတပ်မတော်မှာတပ်ရင်စုစုပေါင်း360ဝန်းကျင်ရှိတာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့စစ်တီအင်အားဟာပြန်များအပြင်9000ကနေ33000ထိရှိနေနိုင်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်အင်အားညွှန်နေရတွေကိုထည့်တွက်မှဆိုရင်တော့အနည်းဆုံးအင်အားဟာ9000ခွဲဝန်းကျင်ရှိပါသေးတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တီအားလုံးဟာအခြေခံစစ်ပညာတက်မြောက်ထားကြပြီးတပ်သားအလုံးနီးပါးဟာစစ်ထွက်နိုင်တဲ့အနေအထားမှာရှိတာကြောင့်တပ်ခတ်ရေးအင်အားစုကလည်းအနည်းဆုံး9000ခွဲရှိရလို့မှတ်ယူလို့ရနိုင်ပါတယ်။တပ်ရင်ပေါင်း360ကျော်မှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကုတ်ကဲမှုကွင်းဆက်တစ်ခုတည်းအောက်ရောက်ရှိကြိုးပမ်းမှုတွေကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေဝင်ရောက်လာခဲ့ရတဲ့မူလ local PDF တွေလည်းများစွာရှိပြီးအဲ့ဒီတပ်တွေခဲရတချို့ကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်အဖြစ်ဖွဲ့စည်းထားပေမဲ့အခုချိန်ထိမူလ local PDF ပတ်သက်စိတ်တွေအမည်တွေကိုဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။တပ်ရင်တပ်ဖွဲ့တွေအားလုံးကိုတော့အမျိုးသားညီညွတ်ရေးအစိုးရကထောက်ပံ့ပေးထားပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရကပေးတဲ့ထောက်ပံ့မှုတွေကလုံလောက်မှုမရှိတာကြောင့်အခုချိန်ထိတပ်ရင်တပ်ဖွဲ့တွေကိုယ်တိုင်ရန်ပုံငွေချပွေနေရတဲ့အခြေအနေတွေလည်းရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ယာယီသမ္မတနဲ့ဝန်ကြီးချုပ်တို့ဦးဆောင်တဲ့ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီကကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍမှာအစိုးရရဲ့အမြင့်ဆုံးဗဟိုအဖွဲ့အစည်းဖြစ်တဲ့အလျောက်အမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်ရုံးသက်ဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းလည်းဖြစ်ပြီးပြည်ထောင်စုဝန်ကြီးချုပ်ကအဆင့်အမြင့်ဆုံးစစ်ဘက်ဆိုင်ရာအကြီးအကဲစစ်တေနာပတိချုပ်အဖြစ်တာဝန်ယူထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက်စစ်ရေးမူဝါဒတွေချမှတ်တာတွေနဲ့အရက်ဘက်ကုတ်ကဲမှုကိုတော့ကာကွယ်ရေးဝန်ကြီးဌာနကတာဝန်ယူဆောင်ရွက်ပြီးစစ်ဘက်ကုတ်ကဲမှုကိုတော့စစ်ရုံးချုပ်ကကင်တွယ်ထားပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနကိုတော့ပြည်ထောင်စုဝန်ကြီးဦးရင်မိုးကဦးဆောင်ပြီးစစ်ရုံးချုပ်ကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ရဲဘော်ကြီးမွန်ကဦးဆောင်ပါတယ်။စစ်ရုံးချုပ်မှာတော့စစ်စင်ရေးဌာနစစ်ရေးဌာနစစ်ထောက်ဌာနစစ်ထောက်လိုင်းဌာနနဲ့ပြည်သူ့လုံခြုံရေးဌာနဆိုတဲ့ဌာနကြီး9ခုရှိပြီးစစ်ဦးစီးချုပ်ရဲဘော်ကြီးမွန်ရဲ့စစ်ဦးစီးချုပ်ရုံးစစ်ဦးဝေဒီရုံးစစ်တပ်စစ်စင်ရေးရုံးနဲ့အခြားတပ်ဖြစ်တဲ့ပကဖရဲ့
စစ်ဘက်ရေးရာအရာရှိချုပ်ရုံးတို့ကိုဖွဲ့စည်းထားပြီးပြည်သူ့ကာကွယ်တပ်မတော်ကိုဗဟိုအဆင့်ကုခဲ့ပါတယ်။စစ်စင်ရေးဌာနမှာတော့စစ်စင်ရေးနယ်မြေအလိုက်စစ်စင်ရေးရုံးတွေကိုဖွဲ့စည်းထားပြီးအမိန့်ပေးကုခဲ့ပါတယ်။စစ်စင်ရေးနယ်မြေတွေအောက်မှာတော့ပြည်သူ့ကာကွယ်တပ်မတော်ရဲ့တိုင်းစစ်ဌာနကြီး10ခု၊တမတစ်ခုနဲ့ဗဟိုကတိုက်ရိုက်ကုခဲ့တဲ့တပ်ရင်တပ်ဖွဲ့တွေကိုဖွဲ့စည်းထားပါတယ်။တိုင်းစစ်ဌာနတွေကိုတော့ပြည်သူ့ကာကွယ်တပ်မတော်ရဲ့တိုင်းကုကဲရေးမှုတွေနဲ့ဒုတိယတိုင်းကုကဲရေးမှုတွေကကုကဲရပြီးတိုင်းစစ်ဌာနကုကဲမှုလက်အောက်မှာတော့ခရိုင်စစ်ဌာနဗျူဟာတွေနဲ့တိုင်းလိုက်ရုံတပ်ရင်တွေရှိပါတယ်။ခရိုင်စစ်ဌာနကိုတော့ခရိုင်ကုကဲမှုတွေကဦးဆောင်ကုကဲပြီးခရိုင်စစ်ဌာနလက်အောက်မှာလည်းခရိုင်အခြေစိုက်တပ်ရင်တွေကိုဖွဲ့စည်းထားပါတယ်။ဗျူဟာတွေကိုလည်းဗျူဟာမှုတွေကဦးဆောင်ကုကဲပြီးဗျူဟာတွေအောက်မှာလည်းတပ်ရင်တွေကိုစုစည်းပေးထားပါတယ်။တခုတည်းတော့တပ်မဖြစ်တဲ့အထူးလှုပ်ရှားတပ်မ MD1 PDF ကိုတော့စစ်ရေးအရတပ်မမှုကဦးဆောင်နေမယ်တပ်ရဲ့ဦးဆောင်မှုအပိုင်းဟာရှုပ်ထွေးနေစေဖြစ်ပါတယ်။အောက်ခြေအဆင့်တပ်ရင်တွေကိုတော့တပ်ရင်မှုတွေကဦးဆောင်ကုခဲ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်ရင်စုဖွဲ့မှုတာဝန်မှုတရားလှုပ်ထုံးလုပ်နည်းတွေနဲ့စီမင်းစည်းကမ်းတွေကိုစနစ်တကျဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံအနှံ့ကတပ်ရင်အလုံးတပြေးတဲ့လိုက်နိုင်ဆောင်ရွက်ရမယ်တပ်ရင်စံပြုတည်မြဲအမိန့်ကို2025ခုနှစ်မေလ9ရက်နေ့မှာအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။တပ်ရင်စံပြုတည်မြဲအမိန့်ကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တစ္ဆာအဋ္ဌံ၄ချက်နဲ့စတင်ဖွင့်လှစ်ထားပြီးရည်ရွယ်ချက်တမိုင်းကြောင်းညွှန်မှန်းချက်ဥတီချက်နဲ့စံတဘိုးတွေကိုဖော်ပြထားတဲ့အခန်းတစ်နဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုဖော်ပြထားတဲ့အခန်း2တို့ပါဝင်ပါတယ်။တပ်ရင်စံပြုတည်မြဲအမိန့်ဟာအလွန်စနစ်ကျပြီးတိကျပြတ်သားတဲ့အမိန့်တစ်ခုဖြစ်ပေမဲ့ဒီအမိန့်တိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်အားလုံးကလိုက်နာနိုင်ဖို့ဆိုတာခင်းနေလို့ယူဆလို့ရပါတယ်။ဒီတပ်ရင်စံပြုအမိန့်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့တရားဝင်အစိုးရ website ဖြစ်တဲ့ modnugmm.org မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အဓိကစစ်ပြိုင်တပ်ဖြစ်တဲ့မြန်မာတပ်မတော်မှာတော့အခြေခံစစ်တီအားလုံးကို MA series လက်နက်တွေတပ်ဆင်ပေးထားပေမဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာတော့ဆန်လက်နက်တပ်ဆင်မှုမရှိသေးပါဘူး။မြောက်ပိုင်းကတိုင်းဒေသလက်နက်ကိုင်တပ်တွေနဲ့နှီးစပ်တဲ့စကိုင်း၊မကွေး၊မန္တလေးစတဲ့တိုင်းစစ်ဌာနကတပ်တွေကိုတော့ပါရီရိုင်ဖယ်တွေနဲ့ KIA ထုတ်ရိုင်ဖယ်တွေကိုတပ်ဆင်ပေးထားနိုင်ပြီးတောင်ပိုင်းကတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့နှီးစပ်တဲ့ပဲခူး၊နေပြည်တော်၊ရှမ်းတောင်ကရင်ပြည်၊ရန်ကုန်၊အေရဝတီအထူးတနင်္သာရီစတဲ့တိုင်းစစ်ဌာနကတပ်တွေကိုတော့ဒေသတွင်းမှာအသုံးပြုကြတဲ့ M60 ရိုင်ဖယ်နဲ့ M4 ကာဘိုင်တွေကိုအဓိကတပ်ဆင်ပေးထားပါတယ်။တပ်မတော်စစ်စခန်းတွေစီကတင်ပိုက်ရရှိတဲ့ကပ္ပစထုတ် MA series ရိုင်ဖယ်တွေကိုလည်းအများပြားတပ်ဆင်ပေးထားပါတယ်။လက်ရှိမှာတော့ပြည်သူ့ကာကွယ်တပ်မတော်ရဲ့တပ်အင်အား90ရာခိုင်နှုန်းကျော်ဟာအပြည့်အဝလက်နက်တပ်ဆင်ထားပြီးပြီလို့ဆိုနိုင်ပါတယ်။တိုင်းစစ်ဌာနတွေမှာတော့ဟာဝီဇာတွေလက်နက်ကြီးတွေလမ်းချက်ကားကားတွေအမြောက်ကြီးတွေမရှိပေမဲ့အထူးလှုပ်ရှားတပ်မဖြစ်တဲ့ MD1 PDF မှာတော့လက်နက်ကြီးအချို့ရှိထားတယ်လို့ယူဆလို့ရပါတယ်။ဒါ့အပြင်ခေတ်သစ်စစ်ပွဲတွေရဲ့အဓိကတော့ချက်ဖြစ်တဲ့ drone စစ်စင်ရေးပိုင်းမှာလည်းပြည်သူ့ကာကွယ်တပ်မတော်ဟာအားကောင်းတဲ့အနေအထားမှာရှိပါတယ်။လက်ရှိမှာတော့ပြည်သူ့ကာကွယ်တပ်မတော်ဟာတိုင်းစစ်ဌာနအသီးသီးမှာမြန်မာတပ်မတော်နဲ့စစ်ရင်ဆိုင်နေဆဲဖြစ်ပြီးပြည်သူ့ကာကွယ်တပ်မတော်ကိုလည်းမြန်မာတပ်မတော်ဘက်ကမရှိမုန်းနိုင်သေးတယ်လို့မြန်မာတပ်မတော်ကိုလည်းပြည်သူ့ကာကွယ်တပ်မတော်ကမရှိမုန်းနိုင်သေးပါဘူး။ပြည်သူ့ကာကွယ်တပ်မတော်ဟာမြန်မာနိုင်ငံအနှံ့ကတပ်တွေအားလုံးထဲမှာမြန်မာတပ်မတော်ပြီးရင်ဒုတိယမြောက်စစ်တင်အင်အားအများဆုံးတပ်ဖြစ်ပေမဲ့ဒီတက်ပို့ပြီးစုစည်းနိုင်ဖို့လက်နက်အင်အားပုံမှုတောင်းတင်လာဖို့အတွက်အများကြီးလိုအပ်နေပါသေးတယ်။ဒါကတော့ပြည်သူ့ကာကွယ်တပ်မတော်ရဲ့လက်ရှိဖွဲ့စည်းမှုပုံစံနဲ့ဆက်ဆက်အကြောင်းအရာတွေကိုတင်ပြခဲ့တာဖြစ်ပါတယ်။အချိန်ဟာရှေ့ကိုဆက်လက်ရွေ့လျားနေပြီးအချိန်တွေဟာလည်းအချိန်နဲ့တပြေးညီပြောင်းလဲနေတာကြောင့်ဒါမဲ့နှစ်တွေမှာလည်းမတူညီတဲ့စုဖွဲ့မှုပုံစံမတူညီတဲ့တပ်အင်အားတွေနဲ့ပြည်သူ့ကာကွယ်တပ်မတော်ကိုတွေ့မြင်ရနိုင်ပါတယ်။ဒီအပိုင်းကတော့ဒီလောက်ပါပဲ။နောက်အပိုင်းမှာလည်းနောက်ထပ်အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးပါဦးမယ်။ကျေးဇူးတူတင်ရှိပါတယ်။